ဟိုတခေတ်မြိုင်ရွာအုပ်စုဘက်မှာကြောထွက်ပြီးတရားကျင့်တာတွေခေတ်စားခဲ့ပါတယ်။အဲဒီမှာဥပစေဦးကောတလလည်းတပားအပဝင်းဖြစ်ပါတယ်။ဦးကောတလကမြို့ပေါ်စာတင်တိုင်းမှာတရားဒေသနာတွေကြားနာပြီးလောကီကိုစိတ်ကုံသွားတာဖြစ်ပါတယ်။အဲဒီအတွက်ဦးကောတလကြောထွက်တရားအားထုတ်ခြင်းကိုစတင်ခဲ့ပါတယ်။ပြန်သွားဖို့ကိုလည်းစိတ်ကူးမရှိခဲ့ပါဘူး။နောက်ပြီးမြိုင်ရွာပလင်မှာရှိတဲ့တောတွေကလည်းတိတ်ဆိတ်တယ်။အဲဒီအတွက်တရားအားထုတ်ပြီးဒုက္ခရာစရိယကျင့်ဖို့တင်တော်ပါတယ်။မကောင်းမှုတွေကိုလည်းစေကြောဖို့တင်တော်တဲ့နေရာဖြစ်ပါတယ်။ဦးကောတလလည်းလှဲ့လေသွားလာရင်ရွာတွေးရင်ခေါ်စရကန်အဖြစ်တမကစွန်ကိစ္စပြီးမြောက်စေပါတယ်။အကယ်၍ရွာမရှိရင်လည်းတူကြကိစ္စမရှိပါဘူး။ကိုရောင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ကျင်းတဲ့ပြီးသားဖြစ်နေလို့ပါ။အဲ့ဒီအခါမျိုးတွေကြတေဦးတေဖို့တွေကိုပဲဖုံးပေးတုံးဆောင်ပါတယ်။နောက်ပြီးဦးကိုရောက်ရှိခဲ့တဲ့နေရာတွေတဲကမှတစ်ပုတ်ပင်ရွာကိုရောက်ခဲ့ရကပြောစမတ်ထွင်ခဲ့တဲ့အထိပါပဲ။တစ်ပုတ်ပင်ရွာကမြန်ရွာအုပ်စုကနေတောင်ဘက်မြို့သုံးမြို့စာလောက်ဝေးပြီးတွာလာရေးခီးခတ်ခဲတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ဦးကောတလာကတစ်ပုတ်ပင်ရွာနဲ့မနီမွေးမှာကိုတစ်ခုကိုတွေ့လိုက်ပါတယ်။ကိုကလည်းအရေးအဝါတာကောင်းပြီးလေတို့ကလည်းတန်နေပါတယ်။နောက်ပြီးကိုအနီးမှာစမ်းချောင်းလေးတစ်ခုရှိပါတယ်။အဲ့ဒါနဲ့ဦးကောတလလည်းစမ်းချောင်းမှာရေချိုးခြင်းအမှုတောက်ရည်တွေပြုတ်လုပ်ပြီးဂူမသတင်းသုံးဖို့ဆုံးဖြတ်ပါတယ်။တောင်ချင်မှာရှိတဲ့တစ်ပုတ်ပင်ရွာသားတွေကဦးကောတလသတင်းသုံးနေရာကိုတွေ့လိုက်ကြပါတယ်။ဒီလိုနဲ့ရွာသားတချို့လည်းဦးကောတလကိုဘလောက်ကြာသတင်းသုံးအောင်မှလည်းမေးမြန်းကြပါတယ်။တခြားရွာသားတွေလည်းလာရောက်ဖူးမြော်ကြပြီးစွန်ကိစ္စအတွက်သူတို့ရွာကိုစွန်ကန်ကြဖို့လျှောက်ထားပါတယ်။သူတို့ရွာမှာရဟန်းတန်ကတော်ရီမရှိလို့ကြွားဖြစ်အောင်ကြွားဖို့ထပ်မံလျှောက်ထားပါတယ်။ဒီနောက်မှာဦးကောတလလည်းရွာသားတွေရဲ့တရားကိုမြင်တော့လက်ခံလိုက်ပါတယ်။ရွာသားတွေလည်းဝမ်းသာသွားပြီးစွန်ကိစ္စအတွက်စိတ်မပူဖို့လျှောက်ပါတယ်။မနက်တိုင်းအစဉ်သစ်ပြင်ထားပြီးစောင့်နေမယ့်အကြောင်းကိုလည်းလျှောက်ထားကြပါတယ်။နောက်ပြီးဦးကောတလကိုလည်းကြည်ကြည်ညိုညိုနဲ့ဦးချကရွာကိုပြန်သွားကြပါတယ်။ညရောက်တဲ့အခါမှာဦးကောတလလည်းတရားထိုင်နေခဲ့ပါတယ်။လေတူးကတန့်ဆင်ပြီးပဝန်းကျင်ကတိတ်ဆိတ်နေလို့စိတ်ကျေနပ်နေပါတယ်။အာယမတက်မီအချိန်ရောက်လာတော့ဦးကောတလလည်းသင်္ကန်းတက်ပေပါတယ်။နောက်ပြီးအနီးအနားကတပုတ်ပင်ရွာကိုစွန်ကန်ကြွားဖို့ကြွသွားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ရသည့်ဦးတူကအငင်းငယ်အေးဆက်ဆက်ဖြစ်နေပါသေးတယ်။နောက်ပြီးတောင်ကျိမှာကြားနေတဲ့မျိုးတွေနဲ့မလို့လူတယောက်ကိုတော့အဝေးကကြည့်ရင်မမြင်နိုင်ပါဘူး။အဲ့ဒါလိုနဲ့ကလန်ချင်းကြွားမြန်ကဦးကောတလကသတင်း300ကထွက်လာပါတယ်။လမ်းခရီးကလည်းချောမွေးမနေပဲမဆောက်ပါတယ်။တောင်ကျရဲ့ဘဲဘက်လမ်းကိုရှောက်လန်းလာခဲ့ပြီးအဲ့ဒီလမ်းဟာမြက်ပင်တွေကိုင်းမေရှည်တွေနဲ့အတူရှုပ်ထွေးနေပါတယ်။အတန်ကြာလမ်းလျှောက်ပြီးတဲ့အခါနေအောင်လဲမှိန်ပြလေးလင်းလို့လာပါပြီ။ဦးကောတလကသူလျှောက်လာတဲ့လမ်းတစ်လျှောက်ပိုးကျဲလာတဲ့အပြင်ကွင်းပြင်လည်းပိုးကျဲလာနေပြီ။လူအရေးအခြေလဲတရားမှမတွေ့တာကိုသတိထားမိလိုက်ပါတယ်။နောက်ပြီးလမ်းဘေးဝဲရမှာလည်းပြိုကျထားတဲ့အစာအုပ်တွေရဲ့အုပ်ကျိုးအုပ်ပုံတွေကိုပဲတွေ့လိုက်ရပါတယ်။ဦးကောတလလည်းတခုခုတော့ထူးဆန်းနေပြီလို့ခန်းစားနေရပါတယ်။ဒီနေရာကိုရင်းနှီးရလို့ခန်းစားမနေရပါဘူး။ဦးကောတလလည်းရွာကိုသွားတဲ့လမ်းကိုလှမ်းကြည့်တော့အုပ်ပုံတွေကိုအစာအုပ်အကျွင်းကြံတွေကိုမမြင်ဘူးလို့ဖြစ်ပါတယ်။ဦးကောတလလည်းသူလမ်းမကို꿰လိုက်မိပြီလားဆိုပြီးတွေးမိပါတယ်။လမ်းမတွေလိုတွေးမိပြီးရှေ့ကိုမျှော်ကြည့်လိုက်တော့ရွာသားတချို့ကိုစွန်ပကံတွေနဲ့စွန်လောင်းဖို့တိတ်တဆိတ်ဆောင်ရင်မတည့်ရနေရာကိုလှမ်းတွေးလိုက်ပါတယ်။အဲ့လိုနဲ့ဦးကောတလလည်းရွာသားတွေရှိရာကိုကြွလာခဲ့လိုက်ပါတယ်။အနာရောက်တော့တပိတ်အဖုံးကိုဖွင့်ပြီးလူပွဲတွေကိုလက်ခံပါတယ်။အရာအလုံးကအရင်အတိုင်းတိတ်တဆိတ်နဲ့ငြိမ်ငြိမ်သက်သက်ပါပဲ။ဦးကောတလလည်းစွန်ကန်ပြီးကိုရှိရာကိုပြန်ကြွလာပါတယ်။စိတ်ထဲမှာတော့မေကွန်းတချို့လည်းပေါ်လာပါတယ်။ရွာသားတွေကစွန်ကန်လာတော့ကရောပြန်ကြွသွားတော့ကရောတုံမှမလှုပ်ကြပါဘူး။စကားလည်းမပြောကြသလိုလှုပ်ရှားမှုလည်းမရှိတောင်းကြီးရနေကြတာပါ။နောက်ပြီးနှုတ်ဆက်စကားလည်းမပြောကြသလိုအချင်းချင်းလည်းစကားမပြောကြဘူး။လူနေတယ်ဆိုတဲ့ပဝင်းချင်းလို့ပြောရအောင်လဲတိတ်ဆိတ်လွန်ပြီးကြောချမ်းစရာကောင်းနေပါတယ်။ဦးကောတလလည်းဒီကိစ္စတွေကိုတွေးမိပြီးခဏအကြာမှအတွေးတွေကိုရလိုက်ပါတယ်။သူ့တော်ဝင်ကဇောလူခံပြီးဒါနမြောက်စေဖို့နဲ့ကိုတရားကိုကျင့်ဖို့ဖြစ်ပါတယ်။အဲ့လိုတွေးလိုက်ပြီးနောက်ကိုရှိရာကိုပြန်ကြွလာပါတယ်။စွန်ကိစ္စအပြည့်စုံတော့အကျွင်းကြံဇွန်တွေကိုတတဝငယ်လေးတွေစားတော့ဖို့ကြောက်ဖြာပေါ်ပုံတင်ထားလိုက်ပါတယ်။နောက်ပြီးတပိတ်ကိုမြည်ရည်နဲ့ဆေးကြောပါတယ်။အဲဒီနောက်မှာတရားထိုင်ခြင်းစင်းကြံလျှောက်ခြင်းတို့လိုတင်တော်သလိုတရားရှုမှတ်ပါတယ်။ညနေအရောက်မှာကိုလက်သက်စင်ဖို့မြည်စီသွားပါတယ်။အဲဒီမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ပါတယ်။ကြောက်ဖြာပေါ်ကဇွန်ကြံတွေကိုဘာအကောင်ကမှလာမစားကြတာပါ။ပုံမှန်ဆိုငှက်ကလေးတွေနဲ့ပိုးကောင်လေးတွေပြောစိတ်လေးတွေကလာစားပြီးဘာမှမကြံနေတတ်ပါဘူး။အခုတစ်ခေါက်ကတော့စွန်းပုံလေးကပုံမပြတ်တဲ့အပြင်ပြောစိတ်လေးတကောင်အောင်လာမစားတာပါနောက်တနေ့မနက်စွန်းပုံတိုးသွားမှဆိုလို့ဦးကောတလလာကြည့်ရောစွန်းပုံကတစားမှမကြံအောင်ပြောင်းသွားပါပြီပြောင်းဆိုတက်စင်အောင်ကိုပြောင်းသွားတာပါစွန်းလေးတစ်စိတ်တလေးတော့မကြံပါဘူးအနီးကကြည့်လိုက်ရင်ပိုတော့အော်သွားရပါအောင်မင်း
အကောင်ငယ်လေးတွေလာစားတာဆိုအကျွင်းအကြံလေးတော့ကြံအောင်မယ်မဟုတ်လားအခုကကြောက်ဖြာပေါ်မှာပါစွန်ကြံမှမတင်ခဲ့ဘူးတလို့မျိုးကြောက်ဖြာကလုံးဝမူလအတိုင်းဖြစ်တာပါ3-4ရက်လောက်တရင်တောင်းအပြီးဦးကောတလာစီကိုတစ်ပုတ်ပင်ရွာသားတွေအကြောင်းတစ်ခုကြောင့်ရောက်လာပါတယ်ရွာသားတွေလာလျှောက်တာကဦးကောတလာကိုစွန်ကန်ဖိတ်ခဲ့ရနဲ့အကြောင်းရှိလို့စွန်ကန်မကြွရတာလားလို့လာမိရပါဦးကောတလာလည်းသူတရမ်းမှမပြတ်ပဲစွန်ကန်ကြွားခဲ့ရမလို့ဘလို့များဖြစ်တာလဲဆိုပြီးပြန်မိပါတယ်ရွာသားတွေလည်းစိတ်ထဲရှုပ်ထွေးသွားကြပြီးကြောင်တောင်တောင်ဖြစ်သွားပါတယ်။နောက်ပြီးဦးကောတလာကိုလည်းအနီးနားမှာရွာမရှိတာမလို့လမ်းမပြီးတခြားရွာကိုစွန်ကန်ရောက်သွားစေရမရှိဘူးလို့ရှောက်ပါတယ်။အဲ့ဒီလိုနဲ့ဦးကောတလာကိုလမ်းခွဲလေးမှာဘယ်ဘက်ကလမ်းကိုကြွားခဲ့ရလဲလို့မေးလျှောက်ပါတယ်။ဦးကောတလာလည်းလမ်းခွဲမှာသူ့ဘယ်ဘက်လမ်းကိုသွားခဲ့ရလို့မိတ်ပါတယ်။အဲ့ဒါဆိုရွာသားတွေလည်းဦးကောတလာကကျက်ရွာကိုရောက်သွားပြီးစွန်ကန်ခဲ့ရဲဆိုတာသိလိုက်ရပါတယ်။အဲ့ဒါနဲ့ရွာသားတွေကရွာကိုရောက်ဖို့ဆိုညာဘက်လမ်းကိုကြွလာရမှာဖြစ်ပြီးဘယ်ဘက်လမ်းကရှေးဟောင်းမျိုးပြက်ကြီးရှိကြောင်းရှောက်ပါတယ်။ဒါအပြင်မျိုးပြက်ကြီးကတရေတပတ်တွေပေါ်လွန်လို့ရွာသားတွေတရားမှအနာမကတ်ရဲအကြောင်းရှောက်ထားပြန်ပါတယ်။ဦးကောတလာလည်းအကြောင်းဆောင်ကိုကြားသိလိုက်ရပါပြီ။ဦးကောတလာကသူတို့အတွက်စိုးလူတန်းလိုက်ရတာကောင်းမှုတစ်ခုပဲပေါ်လို့မိကြရင်လက်တစုံကလူပေါင်းများစွာတတော်ပေါင်းများစွာကိုကဲတင်တင့်ကြောင်းမိကြလိုက်ပါတယ်။အဲ့ဒါအပြင်သူတို့လောင်းလို့တဲ့စွန်တွေကအလွန်ရတာရှိကြောင်းကိုလည်းမိပါတယ်။နောက်တနေ့မနက်အရောက်မှာတော့ဦးကောတလာလည်းနေ့စဉ်လုံကန်ဆောင်တာအတိုင်းစွန်ကန်ထွက်လာခဲ့ပါတယ်။လမ်းခွဲကိုရောက်တဲ့အခါမှာဦးကောတလာကရှေးဟောင်းမျိုးပြက်ကိုသွားလာရန်ဖြစ်တဲ့လမ်းဘက်ကိုရွေးပါတယ်။နောက်ပြီးမျိုးပြက်နာအရောက်မှာစွန်လောင်းဖို့စောင့်နေတဲ့ရွာသူရွာသားတွေကိုမတွေ့ရတော့သလိုမြို့ကြီးကလည်းပုံမှန်ထက်ပိုပြီးတိတ်ဆိတ်ငြိမ်သက်လို့သွားခဲ့ပါပြီ။အဲဒီမှာဦးကောတလာတီးလိုက်တာကဘလောက်ပဲတောက်ပခဲ့တဲ့မျိုးကြီးပဲဖြစ်ဖြစ်ဘလောက်ပဲချမ်းသာကြွယ်ဝခဲ့တဲ့သူတွေဖြစ်ဖြစ်အချိန်တန်တော့ပြားပုံတွေအပိုက်ပုံတွေအဖြစ်ပြောင်းလဲသွားတာဆိုတာပါပဲအဲ့လိုနဲ့ဦးကောတလလည်းမြစ်တာပွားရင်သူ့ကိုစောလောင်းလူခဲ့ရှေးဟောင်းမျိုးကမျိုးသားတွေကိုကောင်းရပုံပွားရောက်ဖို့အမြပေးဝေကကြော်ပေးထွက်ခွာသွားခဲ့ပါတယ်လမ်းခွဲလေးရောက်မှဦးကောတလကညာဘက်ကိုချိုးလိုက်ပြီးတိပုတ်ပင်ရွာရှိရာဘက်ကိုကြွလာခဲ့လိုက်ပါတယ်အဲ့ဒီမှာစောလောင်းလူကိုစောင့်နေခဲ့တဲ့တကယ်ရွာသူရွာသားတွေကိုတွေ့ခဲ့ရပါပြီဒါကဒေတာစာကြီးကြွချင်းတရားကျင်ကြံနေတဲ့မြိုင်ရွာအုပ်စုကဦးကောတလလို့ခေါ်တဲ့ရဟန်းတစ်ပါးရဲ့အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပရလောကနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့အကြံပေးလိုက်ပါရရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။